ရိုးရိုးခက်တခုကြိုက်တာလေသူကလေလို့ပေးလို့ရှင်လေ packaging လေးတွေကလေလို့ရမ်းချို့ကောင်းတယ်ပြီးဆိုလည်းမပေးဘူးသွားသီလား first impression နဲ့ Chris fan လည်းဖြစ်သွားပါပြီဆို100% လုံးဝစစ်တဲ့ cotton သားစစ်ပြီးတော့ sensitive skin friendly ဆိုတာဘာလဲဆိုတော့သူ့ရဲ့ texture တိုင်းထိတွေ့မှုတိုင်းကလုံးဝ no set eat နေလို့သူက sensitive skin friendly လို့ပြောထားတာပေါ့နော် sensitive skin friendly ပေါ့နော် sensitive skin friendly OT စား I like it I love it Hello ကြအားလုံးမင်္ဂလာပါခက်ဆက် vlog လေးရနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့ခက်ဆက်က KOE ကရထားတဲ့တရား gift လေးကို unboxing ဖွင့်မှာဖြစ်ပါတယ်အဲ့တော့ KOE ရဲ့ထုံးစံအရာသူကအလှပနဲ့ဆိုင်တဲ့ cotton နဲ့ပတ်သက်ပြီးတော့ထုတ်တဲ့အရာတွေပေါ့နော်facial tower တို့ပြီးသွားလို့ရှိရင်နားချက်တောင်လေးတွေတို့ဒိုနာကွန်လေးတွေတို့အဲ့လိုလေးမျိုးစုံထုတ်တဲ့ဟာလေးပေါ့နော်အဲ့တော့ရှင်းပါလဲခက်ဆက် unboxing နဲ့အများကြီးလုပ်ခုတယ်သူတို့ပေးတဲ့ PR gift တွေကိုပြပြလို့ရဟာလေးကိုတုံးပြီးတော့ခက်ဆက်ကြိုက်တဲ့ဟာလေးဆိုလို့ review ပေးဘူးတယ်နားချက်တောင်လို့တစ်ဖက်ချွန်နဲ့နားချက်တောင်ဆိုလို့ရှိရင်ခက်ဆက် makeup ပြင်တဲ့နေရာတွေမှာဒီနေ့ထိအသုံးပြုလို့ပေါ့နော် makeup ပြင်လို့ error တစ်ခုဖြစ်သွားတယ်ဆိုရင် KOE ကနေတစ်ဖက်ချွန်နဲ့ cotton box လေးနဲ့လို့ clean လုပ်ရတာအရင်ကြိုက်တယ်ပေါ့နော်အဲ့တော့ဒီနေ့မှာလည်းသူတို့တွေက quality upgrade လုပ်ပြီးတော့ cotton သားပိုစစ်တယ်ပိုမှန်ကန်တယ်ပိုကောင်းမွန်တဲ့ quality ကို upgrade လုပ်ထားတယ်ထပ်ဖို့မှုတွေလည်းအသစ်လုပ်ထားတယ်ဆိုပြီး research ကိုထပ်မှန်ပြီးတော့ပို့လာတဲ့ဟာလေးပါဘာလို့လဲဆိုတော့ research ရှင်းမှာသူတို့ပြောမှုတယ်တချို့အရာလေးတွေဆိုရင် cotton အရမ်းစစ်ဖို့မျက်နှာပေါ်တင်လိုက်ရင်လည်းပိုတယ်ရှာတတဖြစ်တယ်အဲ့လိုမျိုးလေးခံစားရတယ်ဒါပေမဲ့သူ့ရဲ့ round cotton ကတော့အဲ့လိုမဟုတ်ဘူး 100% cotton စစ်တယ်အဲ့ဒါကြောင့် round cotton ကို research ပို prefer ဖြစ်တယ်ဒီနေ့ဒီလည်း round cotton ကို research ဝယ်သုံးလုံးတို့ရှာ PR gift တွေပေးလို့ကုန်ပါလေ research ဝယ်သုံးလုံးပေါ့နော်အဲ့ဒီဟာလေးကို research ကသူတို့ message ပေးလို့တယ်အဲ့ message ကိုသူတို့တွေကျန်တဲ့ customer လေးတွေရှိရတယ်ရတယ်နဲ့တွေ့တယ်အဲ့ဒါလေးကိုကြားပြီးတဲ့အချိန်မှာသူတို့ရဲ့ကုန်ပစ္စည်းကို upgrade လုပ်တယ်ဆိုတော့ research very happy for it ပါဆိုတော့အဲ့ဒါတော့လည်း congratulation လုပ်ပါတယ်ဆိုတော့ဒါလေးကို unboxing ဒီနေ့ဖောက်လိုက်ကြရအောင်ဆိုတော့ research တို့ရဲ့ beauty လောကမှာပေါ့နော်customer ရဲ့ feedback လေးတွေကိုပြန်ကြားပြီးတော့ပြန်သိပြီးတော့မှ research တို့ရဲ့ product တွေကို upgrade လုပ်ဖို့ဆိုတာအရန်ကိုအရေးကြီးပါတယ် customer ရဲ့ voice တွေကို research ignore လုပ်ထားလို့မရပါဘူးအဲ့ဒီလိုပဲဒီနေ့မှာ research unboxing လုပ်သွားမယ် KOE product လေးက customer ရဲ့ voice တွေကိုအလေးထားတယ်ပြန်လဲတုံ့ပြန်ပေးတယ်ကောင်းမွန်တဲ့ရလက်တွေနဲ့ပေးတယ်ဆိုတာဒါဒီနေ့ပေးလိုက်တဲ့ PR gift တွေကဘာတွေပြောင်းလဲမှုရှိလဲဘာတွေ changes ရှိလဲဆိုတာသိရမှာဖြစ်တယ်ပေါ့။ဆက်လုပ်ပါမယ်။သူပြောလိုက်တာတော့ MS Microsoft PR gift လေးပို့လိုက်တယ် PR gift လေးမှာပါတဲ့ item လေးတွေကသူတို့တွေ upgrade လုပ်ပြီးတော့မှထုတ်ထားတာထုတ်မှုလေးတွေလည်းပြောင်းထားလေးတွေလည်းရှိရဲဆိုတော့ research တွေ unboxing ဖောက်ရင်းနဲ့ပြောင်းလဲမှုတွေကဘာလဲဆိုတာကြည့်လိုက်ကြရအောင်နော်။ဒါKOE ကိုခက်ဆက်တခုကြိုက်တာလေသူကလေအဲ့လိုပေးလို့ရှင်လေအဲ့လို packaging လေးတွေကလေအဲ့လိုရမ်းချို့ကောင်းတယ်ပြီးဆိုလည်းမပေးဘူးသွားသီလားအဲ့ထဲမှာပါခက်ဆက် Evelyn ကလက်ဆောင်ရတယ်အဲ့လိုပဲထုတ်ပိုးပြီးတော့မှတေးချလေးပေးတာ KOE ကလည်းအဲ့တိုင်းပဲဆိုတော့ခက်ဆက်အဲ့ထုတ်ပိုးမှုလေးတွေအဲ့လိုလှလေးနဲ့ကိုပေးတဲ့တစ်ဖက်လူကိုအဲ့လို respect သဘောမျိုးထားပြီးတော့ပေးတဲ့အတွက်ဘာပဲဖြစ်ဖြစ်ခက်ဆက်အရန်ကျေးဇူးတင်ပါတယ်အရန်လည်းသဘောကျပါတယ်လာတိုင်းအဲ့လိုအထုတ်ပိုးလေးကအရန်လာတော့ခက်ဆက်အရန်ကိုကျေနပ်မိပါတယ်ပေါ့နော်ဆိုတော့ KOE အရောင်ကတော့ပြောကြမလို့အဲ့လိုအပြာနှုတ်လေးသူ့ရဲ့တင်းခါလာလေးဆိုတော့ခက်ဆက်လည်းအပြာနှုတ်လေးအပြာလေးဆိုအရင်ကြိုက်တာအရင်တော့အစိမ်းကြိုက်တယ်အခုတော့အစိမ်းကြိုက်တော့ပေါ့နော်အပြာပဲလှည့်သွားအောင်โอเคအဲ့တော့ခက်ဆက်ဖွင့်လိုက်ပါမယ်ဒါလေးကခေါင်းမအောင်ပြန်စီလို့ရတယ်နော်ဒါကအခုခေါင်းစီရလေးလေဘင်းစီရလေးအဲ့လိုဖဲကားလေးကဟိုရင်တွေကကြိုက်တာအခုက trend ဖြစ်နေရောဆိုစီးဖြစ်နေတာပေါ့နော်အဲ့တော့ဒီဘက်ကပွင့်တော့ဒီဘက်ဖင်းကောက်အင်းစဖောက်လိုက်မယ်ဆိုတော့ဒါကgentle and soft တဲ့80 count နဲ့ cotton round နဲ့ဒါဆိုစပြောတဲ့ cotton round ပေါ့နော် cotton round ကိုလည်းသူကပို့ပြီးတော့ gentle ဖြစ်တယ်ပို့ပြီးတော့ soft ဖြစ်တဲ့ဟာကိုသူတို့ packaging လေးပြောင်းပြီးတော့ quality လေးပြောင်းထုတ်လိုက်တယ်ပြောပြီးတော့ very happy for it ဘာလို့လဲဆိုတော့ဒါကိုက DIY mask ဖြစ်သုံးတာသူ့ကိုတစ်ခုလေးကိုကချွေတာတင်လို့ရှိရင်3-4ခု400ခွာအောင်မှအဲ့လိုအမောတွေဘေးပတ်လက်မှာမထွက်ဘူးအဲ့ဒါကြောင့်သူ့ DIY mask ဖြစ်300ဒီနေ့ဒီလည်း300ဆိုမနေ့တနေ့ကပဲကုန်သွားလို့ဆိုပြီး DIY mask အတွက်ကုန်သွားလို့ဆိုပြီးသွားဝယ်လာတာမနေ့တနေ့ကပဲ blog ခုမှာရိုက်ပြီးဖောက်ပြီးတော့သုံးတာဒါအရင်က market မှာရှိတဲ့လက်ဟောင်းပေါ့နော်ကိုကသွားဝယ်တာအရန်ကြိုက်လို့ cotton round ကိုကဝယ်ပြီးသုံးနေတာဆိုတော့ဒါကတော့ quality အသစ်ကလေးပေါ့နော်သူရှင်းပြမယ်ဒါ old version လေးဒါက new version လေးတော့အမေဆိုတုံးကြည့်ပါတဲ့ကောချလေးရှိနေပြောပြပါအောင်နဲ့ဆိုတော့ဒီစတုံးကြည့်မယ်တကယ် quality upgrade ဖြစ်သွားတယ်တကယ်ပြောတဲ့အတိုင်းသုံးလို့အရန်ကောင်းတယ်ထူးခြားမှုတွေရှိရဆိုတော့ကောချက်တို့လာပြီးတော့ honest review လေးလာထပ်ပေးပြီမယ်နော်ဆိုတော့ဆက်ဖောက်ကြည့်လိုက်ကြရအောင်ဆိုတော့ဒီတစ်ခါတော့များစားမပါဘူးရင်တော့လို item တွေအများကြီးပဲဒါကကြတော့ two side cotton လည်းအဲ့လိုပဲရှေ့မှာကစားအဲ့တစ်ဖက်ကပြောင်းတဲ့ဘက်ကတော့များသောအားဖြင့်တော့သူ့ technique က silicone sorry ဘယ်လိုပြောမလဲအဲ့လိုပေါ့နော်ဘယ်လိုခေါ်လဲခြိသားမဟုတ်တဲ့တစ်ခုခုကိုရောရတာပေါ့နော်ဒါတော့သူ့ရဲ့ technique ပါဒါပေမဲ့သူ့ဘက်မှာကြတော့သုံးလိုက်လို့ရှိရင်အဲ့လိုအပေါ်ထက်ကလေးကွာသွားတာဘာလို့ရှိရဲကစားတိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်ဆိုတော့review လည်းအရင်မပေးပြဘူးအဲ့တော့ဒါလေးကတော့ကစားထပ်သုံးကြည့်မယ်သူ့ရဲ့ upgrade မှာ maybe I will fall in love စီဟာရဒါလေးကစား face shower ဒါကတော့ကစား face shower ဆိုအကြီးကြီးကြိုက်တယ် maybe ကစားရဲ့ face ကလို့နည်းနည်းပြဲလာမသိနော်အသေးဆိုရင်မျက်နှာသိပ်မလုံလောက်ဘူးဘေးတွေလိုနေရတော့ down light လောက်ပြန်တော့လေဘေးတွေလိုနေအများလိုက်လောက်ပြန်တော့လေပေါ်နဲ့အောက်နဲ့လိုနေရဆိုတော့ကစားကြီးတွေကိုကြိုက်တယ် maybe ဒါကဟို size အသေးနဲ့တူတယ်သူအထုပ်သေးဆိုတော့လေအထုပ်ကြီးကြမှာ size ကြီးရလားမသိဆိုတော့ဒီမှာလဲတော့ ultra soft ဆိုတဲ့ပုံစံမျိုးကိုပြောင်းထားတယ်ပေါ့နော် ultra soft နဲ့ no chemical sensitive skin friendly OTs ကတော့ I like it I love it ကစားဟိုးရင်တွေကအထိမခံရွှေပကံသမားအဲ့တော့ skin care beauty product တွေသုံးလို့ရှိရင် sensitive ဆိုတဲ့ skin ပါပြီးဆိုတော့ I buy it ပဲ I buy it sensitive ပါရင် I bought it I buy
နဲ့ I get it I bought it အဲ့လိုမျိုးပေါ့နော်တော့အရာယူပြတယ်မဝယ်နိုင်တဲ့လည်းနောက်ကြရင်ဝယ်တယ်အဲ့လိုမျိုးပေါ့နော်တချို့အရန်စေးကြီးတယ် sensitive skin ဆိုရင်ရှင်ကတချို့ item တွေဆိုအရန်စေးကြီးอ่ะအဲ့လိုမျိုးဆိုရင်မရအောင်ဝယ်ပေါ့နော်အဲ့တော့ဒီမှာလဲ sensitive skin ကိုမှ friendly ဖြစ်တယ်ဆိုတော့ကွာလုံးဝအစီဘူးသမားတွေချွေးပေါက်ကျဲတဲ့သမားတွေအစီဘူးအမြဲတမ်းဖြစ်တယ်ဝက်ချန်တွေအမြဲတမ်းထွက်တတ်တယ်ခရစ်တို့လိုမျိုးတိုင်းအသက်ဘယ်လောက်ကြီးကြီးအစီဘူးဝက်ချန်ချွေးပေါက်ကျဲနေရဆိုလို့ရှိရင်တော့ဒီဟာကမတုံးမဖြစ်သုံးရမယ့် item လို့တော့ခရစ်ကမြင်တာပေါ့နော်အဲ့တော့ခရစ်လည်းသုံးကြည့်မယ်တကယ်သူတို့ပြောသလို sensitive skin friendly တကယ်ဖြစ်တယ်ဆိုရင်လည်း review လေးကိုချိန်တိုင်းဆောင်နေပဲကိုမြန်လေးခရစ်လာပြီးတော့ပေးပေးမယ်ပေါ့နော်အဲ့တော့ဒီနေ့ unboxing လေးကတော့ခရစ်ရှိကိုပို့လိုက်တာဟုတ်ပေါ့နော် round cotton ရဲ့ two side cotton ရဲ့ and then face towel ရဲ့ပေါ့နော် facial towel လေးရဲ့ပေါ့နော်အကုန်လုံး I love it thank you thanks for being here ပါခရစ်တုံးကြည့်ပြီခရစ်တုံးကြည့်ပြီးတော့တကယ်ပဲ quality လေးမြင်ထားတာခံစားရတယ်တကယ်ပဲကောင်းတယ်ဆိုလို့ရှိရင်လည်းခရစ် review လေးလာထပ်ပေးပါအောင်မယ်ဒါကတော့ခရစ်ထပ်ပြီးတော့ဝယ်သုံးထားတဲ့ဟာလေးတွေပါဒီ cotton bag လေးဆိုလည်းခရစ်အရင်တော့ဆို baby mine ကထုတ်တဲ့အားပဲသုံးပြတာပေါ့နော်ခုနောက်ပိုင်းတော့ KOE လေးသုံးပြတယ်ဒီ cotton round လေးကတော့ခရစ်မရှိမဖြစ်အများနဲ့ဆောင်ထားတာ DIY mask လုပ်တာတော့ပေါ့နော်အဲ့တော့ sponsor by me ပါဒီနေ့ကတော့ night time skin care routine လေးဖြစ်တဲ့အတွက်ကြောင့်ခရစ်က cleansing လေးကနေစမှာဖြစ်ပါတယ်အဲ့တော့မျက်နှာကို cleansing တန်ရှင်းရင်မလုပ်ခင်လက်ကိုအရင်ဆေးဖို့လိုအပ်ပါတယ်ခရစ်လက်ကလေးကိုဆေးကြောလိုက်ပါအောင်မယ်ခရစ်ကလက်ကိုဆေးကြောပြီးပြီဖြစ်တဲ့အတွက်ကြောင့်3နှစ်ကြာ polyfane က cleansing oil လေးနဲ့မျက်နှာအရင်တက်ပါမယ်ဒီဆိုနေတဲ့လက်ကလေးကို6အောင် tissue လေးနဲ့တုပ်လိုက်ပါမယ်လက်ပေါ်ကို cleansing oil လေးတစ်ပန်းနှစ်ပန်းညှစ်လိုက်ပါအများကြီးသုံးစရာမလိုပါဘူးနှစ်ပန်းဆိုရင်တော်တော်လုံးလောက်ပါပြီခရစ်ညာဆို1ပတ်ပဲသုံးပါတယ်ပြီးရင်မျက်နှာတစ်ခုလုံးနှံ့နေအောင်ခရစ်တို့သုံးပေးပါမယ် eye mascara တွေရှိတယ် eye shadow တွေရှိတယ်ဆိုရင်လည်း eye ကိုဒီလို circular movement လေးတည်ဆာဖွားဖွားလေးပို့ပေးလိုက်ပြီးတော့ eyelash တွေကိုခရစ်တို့ဒီလိုအပြင်ကိုထုတ်တဲ့နည်းပြီးရင်အောက်ကနေအပေါ်ကိုပင့်တင်ပြီးတော့ပုတ်တဲ့နည်းနဲ့ eyelash တွေကိုခရစ်တို့အစီတွေနဲ့ပျော်ပြီးတော့ grave off ဖြစ်သွားအောင်လို့စီကြောပေးနိုင်ပါတယ်ဒီနေ့ခရစ်ကတော့ mascara ရဲ့ဘာတွေတိတ်မစိုးထားဘူးပေါ့နော်eyeliner ပဲစိုးထားတာ eyeliner ပဲစိုးထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုဆိုလို့ရှိရင် eyeliner နဲ့ mascara တွေ eyeshadow တွေအကုန်လုံး carry off ဖြစ်သွားမှာဖြစ်ပါတယ်ခရစ်ဆိုရင်အခုဆိုပန်တာ eye လေးဖြစ်နေရပေါ့နော်အဲ့တော့ပြီးရင်တစ်မျက်နှာလုံးကို DC တွေနဲ့နှံ့အောင် circular movement ဘယ်ကို white မယ်ညာကို white မယ်အဲ့လိုလေးနဲ့တစ်မျက်နှာလုံးကိုခရစ်တို့တည်ချာလေးစီကြောသွားပါမယ်ဒီဘူးတွေထွက်တတ်တဲ့နေရာချွေးပေါက်တွေကျဲတဲ့ဒီလိုနေရာမျိုးကိုလည်းလက်ကလေးနှစ်ချောင်းကိုအသုံးပြုပြီးဖြည့်ပြီးတော့ဘယ်ဝိုင်းညာဝိုင်းပုံစံမျိုးနဲ့ဒီချာလေးဆေးပေးလိုက်လို့ရှိရင်ချွေးပေါက်ထဲကအညစ်အကြေးတွေပါအစီနဲ့ပျော်ဝင်စေပြီးတော့မျက်နှာတက်လိုက်တဲ့အခါဂျင်းညော်တွေကိုလုံးဝကင်းစင်စေပါတယ်မီယိုတရက်လျှောက်ကကြတော့ခရစ်ကဟော်မုန်းမငြိမ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်အေးလေးနဲ့ပြတ်တာစီကြော်တွေအဆက်တွေစားများတာနဲ့အပူဆက်တွေစားများတာနဲ့ထွက်တက်လို့မီယိုလေးတွေကိုလည်းခရစ်တည်ချာလေးတက်ပေးပါတယ်မေးစီလေးတွေကလည်းစားဝတ်ချံလေးတွေအများရန်ရှိတဲ့အတွက်ကြောင့်ဝတ်ချံထွက်ရင်အစီဘူးထွက်ရင်သူ့နေရာအရင်ထွက်တတ်တဲ့အတွက်ကြောင့်သူ့ကိုလည်းတည်ချာလေးဘယ်ဝညာဝိုင်းပုံစံမျိုးနဲ့တစ်ပေးလိုက်ပါတယ်။တစ်မျက်နှာလုံးကိုတွေ့လို့အားရပြီဆိုရင်လက်ထဲကိုရေလေးအနှဲငယ်ယူပြီးတော့ခရစ်ဆက်ထည့်လိုက်ပါတယ်။ဒီရေလေးနှဲငယ်နဲ့လက်နှစ်ဖက်လုံးကိုပုတ်ပြီးတော့မှမျက်နှာကိုတစ်ခါပြန်ပြီးတော့လှုပ်ပေးလို့ရှိရင်ဒီ polyfane ကအစီတွေကရေနဲ့ပိုပျော်ပြီးတော့ချွေးပေါက်တည်တဲ့အထိစိတ်ဝင်လွယ်ပြီးတော့အညစ်အကြေးတွေကိုတန့်စင်ပေးနိုင်တဲ့အတွက်ကြောင့်ခရစ်ဒီနည်းကိုသုံးပါတယ်ဒီနည်းကိုသုံးတာဆိုရင် polyfane cleansing oil ကိုစသုံးတဲ့အထက်ကခရစ်ကသုံးလာတာဖြစ်တဲ့အတွက်ကြောင့်အခုအချိန်ထိခရစ်ဒီလိုပဲသုံးဖြစ်နေပါတယ်ခရစ် KOEF နေပြီးတော့ PR gift လက်ဆောင်ရထားတယ်သူတို့ရဲ့ quality အသစ် upgrade လုပ်ထားတယ်မျက်နှာသစ်တဲ့ facial tower လေး sensitive skin friendly ဆိုတဲ့ဟာလေးကိုခရစ်စမ်းပြီးတော့ first try သုံးရမှာဖြစ်ပါတယ်သူက ultra soft sensitive skin friendly no chemical ဟုတ်ရ okay တရွက်ယူလိုက်ပါမယ်ရေလေးစွပ်ပြီးတော့ခရစ်မျက်နှာတက်ပါမယ်တစ်ဖက်ကအဖုအဖုလေးနဲ့တစ်ဖက်ကအချောလေးပါပုံမှန်တိုင်းမှာပဲသူတို့တွေ product ကို update လုပ်ထားဆိုတာတကယ်ဖြစ်နိုင်ပါတယ်။ကင်လိုက်သေးကအရင်အထက်စာရင်ပို့ပြီးတော့နူးညံ့တယ်ပို့ပြီးတော့ပေါ့ပါတယ်and then ဆွဲရတာပို့လေအဲ့တော့ cotton သားတွေဆိုပို့ပြီးတော့ဆွဲရလွယ်တယ်လို့ခရစ်ကတော့မြင်တာပေါ့နော်ပြီးရင် cotton စစ်လို့ရှိရင်လေထက်ခါသုံးလို့မရဘူးသူကအဲ့တော့အရင်ဆုံးခရစ်မျက်လုံးကိုတက်လိုက်ပါမယ်မြင်ရလားမသိဘူးဒီမှာအမဲတွေfacial tower တွေတိုနာ pub တွေမျက်နှာပေါ်အဲ့လိုပစ္စည်းတစ်ခုနဲ့ပို့ရတဲ့ຢာတွေအကုန်လုံးသုံးလို့ရှိရင်ဖွားလေးပဲပို့ပေးပါခရစ်တို့လိုမျက်နှာ sensitive ဖြစ်တဲ့သူတွေအသားပါတဲ့သူတွေဆိုရင်ပို့ဆိုးပါတယ်တိုနာကွန်နည်းနည်းလေးပုတ်တာပြင်းသွားရင်တော့မှ sensitive ဖြစ်လေတဲ့အသားရည်မျိုးတွေပါအဲကြောင့်ခရစ်ကတော့ဒါကိုနေ့တိုင်းသုံးမိမယ်ဖွားလေးပဲသုံးပေးပါတယ်
ဒီလို face facial တွေကိုလေတစ်နေ့တစ်ခုတော့ Chris ညာဘက်မျက်နှာတစ်တိုင်းသုံးပေးတယ်အဲ့ဒါဘာတိတာလဲဆိုတော့ Chris မျက်နှာအစီဘူးတွေဝက်ချန်နေဖြစ်တာနှုံးတော်တော်လေးလျော့သွားတယ်ပေါ့နော်အဲ့ဒါကြောင့်အခုလိုမျိုးEQE ကနေပြီးတော့အသစ်ထုတ်လိုက်တဲ့ sensitive skin friendly ဆိုတော့ပို့ပြီးတော့သုံးသင့်တယ်လို့ Chris ကတော့ယူဆရပေါ့နော်တကယ်ကျေးဇူးလက်ရမ်းတဲ့နဲ့အဲ့လို product တွေထုတ်ပေးရတဲ့အတွက်ပိတ်စကတော့သေးတယ်ဒီတစ်ခေါက်သားလေးတော်သုံးလို့ကောင်းတယ်တော်သုံးလို့ကောင်းတယ်ကော့တွန်လဲလေတကယ်စစ်တာသူကရေဆေးလိုက်လို့ရှိရင်ကျုံသွားတယ်အဲ့တော့လက်နဲ့ပြန်ပြီးတော့ဖြဲရတယ်ပေါ့နော်လက်နဲ့ပြန်ပြီးတော့ဖြဲတော့မှကြဲကြဲလေးပြန်ရအဲ့တော့ကော့တွန်တွေကရေလျှော်လိုက်ရင်ကျုံသွားတယ်လေကော့တွန်စစ်ပထမအဆင့် cleansing ပိုင်းကပြီးသွားပါပြီအဲ့တော့ဒုတိယအဆင့် double cleansing အနေနဲ့ဒုတိယအဆင့်ကိုကျွန်တော်တို့ cleansing လုပ်ပါမယ် cleansing လုပ်ရင် level နေရင်ဘတ်တွေကိုလည်းလှုပ်ဖြစ်တယ်ပေါ့နော်ရင်ဘတ်ကလည်းအများရန်အဲ့လိုအလက်ချစ်လေးတွေထွက်တတ်လို့ပေါ့နော်အခုသုံးနေတဲ့ဒါ L'Oreal က glycolic acid နဲ့လုပ်ထားတဲ့facial foam ပေါ့နော်ဒီ glycolic လေးနဲ့တစ်နေတာပါလို့နေလောင်တာလေးတွေဝက်ချန်အမာရုပ်ကလေးတွေအသားမညီတာလေးတွေအရန်ကောင်းပါတယ်အဲ့တော့မျက်နှာတက်လို့ရှိရင်ဘလို့ cleanser မျိုးပဲဖြစ်ဖြစ်လက်ထဲကိုထဲအမြုပ်ထားအောင်ပုတ်ပြီးတော့မှမျက်နှာပေါ်တင်တာအကောင်းဆုံးပါပဲမျက်နှာတက်တာကတော့ခုန cleansing oil တက်တဲ့ပုံစံမဲ့ crystal တက်ပါမယ်လက်ကကြံတဲ့ဟာလေးနဲ့လေ level နဲ့ရင်ဘတ်ကိုတက်ပြီးလိုက်တယ်ပေါ့နော်အဲ့ဒါတက်ပြီးလို့ရှိရင်ခုနက KOE က facial tower လေးနဲ့တစ်ခါထပ်ပြီးတော့မျက်နှာတက်ပါမယ်မျက်နှာကိုတန်းစင်တဲ့အခါမှာအရေးကြီးတဲ့တစ်ချက် crystal ပြောချင်တယ်အဲ့ဒါဘာလဲဆိုတော့မျက်နှာတက်တဲ့အခါကျရင်ရေနဲ့ဒီလိုမျက်နှာပေါ်မှာအချွဲတွေဆက်ပြားတွေကုန်စင်တဲ့အထိတက်ပြီးပါလို့ခုဆိုလို့ရှိရင်မျက်နှာတက်လို့ပြီးသွားပါပြီဒါ double cleansing လေးပြီးသွားပြီပေါ့နော် Okay နာစင်လေးကတော့ရောကြီးကနေပြီးတော့ထုတ်ထားတဲ့ဂျင်စင် essence water လေးကိုတိုနာဖြစ်ခရစ်ဆက်သုံးမှာဖြစ်ပါတယ်သူ့ကိုတိုနာဖြစ်သုံးလို့ရှိရင်တော့ဂွန်းထဲကိုထည့်ပြီးတော့သုံးလို့ရတယ်လို့လက်ထဲကိုထည့်ပြီးတော့လည်းသုံးလို့ရတယ်ဂျင်စင်ဖြစ်တဲ့အတွက်ကြောင့်လက်ထဲကိုသုံးပြီးသုံးတာကတော့ပိုကောင်းတယ်ဆိုပြီးတော့ review တွေပေးထားတာခရစ်ဆက်ဖတ်ရတယ်ပေါ့နော်တော့တိုနာသုံးဖို့အတွက်တိုနာဖတ်ကလေးကို KOE ရပဲပို့လိုက်တာလေးရှိရပေါ့ဒါက2 side cotton လေးပါသူကတစ်ဖက်ကကြမ်းကြမ်းလေးတစ်ဖက်ချောချောလေးပေါ့နော်ဒါပေမဲ့သူတို့ quality ကို upgrade လုပ်ထားဆိုခရစ်တူတူဖွင့်ကြည့်လိုက်အောင်ပေါ်ကနေဒီလိုမျိုးဆွဲဖြစ်ရတဲ့ဟာလေးပါတယ်ပေါ့နော်အဲ့ဒါလေးကိုခရစ်အရန်သဘောကျတယ်ပြီးတော့မှဒီမှာအထဲမှာ zip လေးနဲ့တဆင်လုပ်ပေးထားတာပေါ့နော်အဲ့တော့ခရစ်တစ်ခုယူလိုက်ပါမယ်2 side cotton ဖြစ်တဲ့အတွက်ကြောင့် one side ကဒီလိုနည်းနည်းပြောင်ချောချောလေးပေါ့နော်နောက်တစ် side ကတော့လုံးဝ cotton သားစစ်လိုမျိုးအိနော်ဒါပေမဲ့အခု cotton သားကနှစ်ဖက်လုံးပို့ပြီးတော့များလာတယ်လို့ခံစားရတယ်ပေါ့နော်ပူတာတွေဘာတွေမရှိဘူးပေါ့နော်လက်မှာထိနေတယ်အဲ့တော့မျက်နှာပေါ်တင်ကြည့်မယ်။ဘောနဲ့တိုနာတွေကိုသုံးတယ် essence water တွေကိုသုံးတယ်ဆိုရင်ရွှဲလေးသုံးတယ်။ရွှဲလေးသုံးပြီးတော့ဒီလိုမျိုးမျက်နှာတွေကိုဖိပြီးတော့ထည့်ပေးရပေါ့နော်။ချွေးပေါက်ကျယ်နေတဲ့နေရာတွေဆိုရင်လည်းခရစ်ဒီလိုမျိုးဖိပြီးတော့သုံးပေးပါတယ်။ circular movement နဲ့လည်းခရစ်ဒီလိုမျိုးထည့်ပေးပါတယ်။နေရာလေးလည်းခရစ်ထည့်ပေးမယ်။အားတော့ခရစ် skin care တွေကိုသုံးတဲ့technique အဆင့်ပေါ့နော်ခရစ်ကကြံနေတဲ့ဟာလေးနဲ့ဒီ level နေရင်ဘတ်တွေကိုခရစ်လူးလေးရှိပါတယ်။အဲတော့အသားရည်လေးကပြောင်းပြီးတော့လုံးဝတင်လာ။တုံပြီးတော့အဲ့လိုတင်းပြီးတော့အဲ့လို collagen ချက်ချင်းဖြည့်ပေးလိုက်တယ်လို့မျိုးဖြစ်တာ oh my god လေးပြက်နေရာပြတ်သွားရအောင်မြင်သွားနဲ့နာတက်တဲ့ facial tower လေးနဲ့ပတ်သက်ပြီးခရစ်ပြောချင်တယ်ပေါ့နော်ဒါကတော့ KOE ကနေပြီးတော့အသစ်ထုတ်လိုက်တဲ့ face tower sensitive skin friendly ပေါ့နော်ထုတ်ထားတာ cotton လုံးဝစစ်တယ်ဆိုတာလည်းအရန်သိတာတယ်ခရစ်အသုံးပြုလိုက်တဲ့အချိန်မှာရေစွတ်လိုက်တဲ့အချိန်မှာသူကယုံသွားတယ်ယုံတော့ဘာပြန်လောက်ရလဲဆိုတော့ခရစ်ကျဲဖို့အတွက်ကိုဒီလိုမျိုးလေးပြန်ဆွဲပေးရတယ်ပြန်ဆွဲတော့မှသူကလေးဘက်လေးတန်လေးပြန်ညီသွားပြီးတော့မျက်နှာကိုသုံးရလွယ်တာပေါ့နော်အဲ့တော့မျက်နှာပေါ်တင်လိုက်ရင်လည်းလုံးဝ cotton စစ်တာအေးပြီးအိဆက်နေတာကိုလုံးဝခံစားရတယ်100% cotton လို့တော့လုံးဝအာမခံပြောရဲဘာဖြစ်လို့လဲဆိုတော့ cotton စစ်ရင်ရေထိရင်ယုံသွားတယ်ဒီလိုပြန်ဆွဲရရပေါ့နော်အဲ့တော့မျက်နှာကိုအဲ့လိုခရစ်လိုပဲအပြည့်ကတ်တာကြိုက်တဲ့လူဆိုရင်တော့ရေစွတ်ပြီးရေသုံးပြီးသွားတဲ့အခါကြာလို့ရှိရင်တော့ဒီ cotton လေးကိုဒီလိုမျိုးပြန်ပြီးတော့လေးဘက်လေးတန်းလေးပြန်ဆွဲပေးလိုက်စေချင်တယ်ပေါ့နော်ဒီ KOE ရဲ့ I like it KOEF cotton 2 side ပေါ့နော်ဟိုနေ့ကခရစ်တစ်ခုစမ်းသုံးကြည့်ရဲအဲ့ဒီမီးပြတ်သွားတဲ့နေရပေါ့နော်ဆိုတော့သူ့ရဲ့2 side cotton ကလည်းတော်တော်လေးကိုအဆင်ပြေတယ်ရှေ့က quality ထက်ပိုပြီးတော့တိုးတက်လာတဲ့ကောင်းမွန်လာတယ်ဆိုတော့လုံးဝမြင်ရတယ်ပေါ့နော်ဒီဘက် side ကတော့လုံးဝဂွန်သားအီလေးဒီဘက် side ကတော့နည်းနည်းပေါ်လီသားနည်းနည်းရောထားလို့ပြောင်ချောလေးဒါပေမဲ့အခုချိန်မှာလုံးဝပြောင်ချောတော့ပဲလုံးဝ cotton သားလို့ပဲဒါပေမဲ့သူအဲ့လို 1% လောက်တော့ရောမှရမှာဒီလိုမျိုးနည်းနည်းတင်းလေးဖြစ်ဖို့အတွက်ကိုလေပြီးတော့ဟိုတစ်ခါခရစ်သုံးတဲ့အချိန်မှာနှစ်ထပ်လုံးဝကွာမသွားဘူးဒီဘေးအစလေးတော့နည်းနည်းပြဲတတ်တာပေါ့နော်ဒါကတော့ရှိပါတယ်ဒီလိုနှစ်ထပ်သုံးတဲ့အခါမှာတော့နှစ်စရပါလုံးဝကွာမသွားဘူးဆိုတော့ cotton နဲ့သုံးရင်ခရစ်ကဒီတိုနာပဲဖြစ်ဖြစ် essence water ပဲဖြစ်ဖြစ်ခရစ်ထူထူလေးသုံးပြီးတယ်သုံးပြီးရင်ချွေးပေါက်ရှိတဲ့နေရာဆိုရင်ဒီလိုမျိုးဖိပြီးတော့ခရစ်သုံးပြီးပေါ်ပဲပင်တင်ပြီးဆွဲပြီးတယ်ချွေးပေါက်တွေတော့စိတ်ဝင်အောင်လို့အားကြည့်
cotton သားကလုံးဝမဖွာသွားဘူးနှစ်လွှာလုံးဝကွာမသွားဘူးတကယ်မိုက်တယ်အဲ့တော့သူတို့လုံးဝ upgrade လုပ်လိုက်တယ်ဆိုတာ Crystal ကတော့ strongly agree ပါအဲ့တော့အားလုံးပဲ KOE cotton လေးတွေကိုလည်းတုံးကြည့်စေချင်တယ်ပေါ့နော်သူတို့ upgrade လုပ်လိုက်တဲ့ဟာလေးကို congratulation လုပ်ရင်းနဲ့ဒီမှာ strongly recommend လုပ်ခဲ့ပါတယ်တော်ကြိုက်ရခုဆိုဒီလောက်အချိန်သုံးတာတော့မှကြည့်လုံးဝမဖွာသွားဘူးမကွာသွားဘူးပေါ့နော်လုံးဝတော်တော်လေးကိုအဆင်ပြေကြိုက်တယ်ဆိုတော့ဒီမှာခွဲစခွာပြမယ်သူမကွာသွားတာတွေ့လားဒီမှာနှစ်လွှာတစ်ဖက်ကနည်းနည်းလေးဟိုကျန်းသလိုလိုကျဲသလိုလိုလေးပေါ့နော်တစ်ဖက်ကလုံးဝစိတ်လေးနဲ့နူးညံ့ညံ့လေးပေါ့နော်ဒါ two side cotton ဆိုရင်သုံးမှုတဲ့သူတိုင်းသိတယ်ဆိုတော့တကယ် cotton သားတွေပိုစစ်လာတယ် 100% cotton နီးပါးလို့တော့ပြောလို့ရတဲ့အတွက်ဆို KOE ကို congratulation ဒီကနေလုပ်လိုက်ပါတယ်လို့ကျေးဇူးအများကြီးတင်ပါတယ်တော့ဒီနေ့ vlog လေးကိုဒီမှာပဲတစ်ခေါက်နားပါမယ်နောက် vlog တွေမှာပြန်တွေ့ကြမယ် Crystal ရဲ့ video လေးကိုကြိုက်တယ်ဆိုရင် like and subscribe နဲ့ share လေးတွေလည်းလုပ်ပေးခဲ့ကြပါအောင်နော်ကိုစတို့သိချင်တာလေးတွေရှိလို့ရှိရင်လည်း Crystal ကို comment လုပ်ခဲ့ပေးလို့ရပါတယ် Thanks for watching see you in next vlog bye